အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးမှာတော့ဒီ SRNI ကိုအသုံးပြုကြတဲ့ customer တွေအမေးများတယ်ဒီ HF 1.5 kW inverter ကိုဘယ်လို setting ချိန်ရမလဲဆိုတဲ့ဟာလေးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အခုဒီအရှိမဆိုရင်ဒီလူကြီးမင်းတို့မြင်တွေ့နေရတဲ့အတိုင်းပေါ့နော်ဒီ SRNI 1.5 kW inverter နဲ့ SRNI 12.8 volt 200H battery လေးကိုကျွန်တော်တွဲပြထားတယ်ပေါ့နော်တက်ဆင်ထားတဲ့ဆိုရင်လည်းကျွန်တော်ဒီbattery ရဲ့အပေါင်းနှုန်းနှစ်ဆကကျွန်တော်ဒီ DC breaker MCB ရဲ့ကိုဝင်တယ် MCB ကနေမှဆိုရင်ကျွန်တော်ဒီ inverter လေးကိုဝင်တယ်ဒီဘက်မှာဆိုရင်တော့ဒီ termination မှာဆိုရင်တော့ဒီ inverter အတွက် input output ရှိမယ်ပြီးနောက်တစ်ခုကအချထားတယ်ပေါ့နော်သွားရတဲ့ဟာတော့ကျွန်တော်ဒီဘက်မှာ MCB နဲ့သွားရတာပေါ့နော်ဒါတော့အဝင် breaker ဒါတော့အထွက် breaker ပေါ့ပြီးရင် AC/SPE ပေါ့ခုကျွန်တော်ဒီပထမဆုံးဒီ inverter နဲ့ battery ဟို run ဖို့ဆိုရင်တော့ဒီပထမဆုံးဒီ battery ကိုဖွင့်မယ်battery on ပြီဆိုမှကျွန်တော်တို့ဒီ breaker ကိုတင်မယ်ပေါ့နော် breaker တင်ပြီဆိုရင်တော့ဒီ inverter ရဲ့ off switch က on clock on မိမယ်ပေါ့နော်အခုကတော့ကျွန်တော်ဒီ SRNI Lipo 4ဟိုပဲကျွန်တော်တို့ဒီ BMS မချိတ်ထားဘူးပေါ့နော်တဲ့တွဲသုံးတာပဲဖြစ်ပါတယ်ခုဆိုရင်မြင်တွေ့ရတဲ့အတိုင်းတော့ဒီ inverter on လာပြီပေါ့နော်အခုကတော့ကျွန်တော်ဒီ AC input လည်းမထည့်ထားဘူးဒီ inverter နဲ့ battery နှစ်ခုတည်းပဲကျွန်တော် run တာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ setting ချိန်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်သူ့မှာပါဝင်တာကကျွန်တော်တို့set ရှိမယ် up ရှိမယ် down ရှိမယ်အဲ့ဒါဆိုရဲ club လေး၄ခုပါဝင်မှာဖြစ်ပါတယ် inverter တော့ပွင့်သွားပြီဆိုရင်ပထမဆုံးအနေနဲ့တော့ဒီ inverter circuit မှာပေါ့နော်မြင်ရမှာဆိုရင်တော့ဒီအခုဆိုရင်တော့ဒီ battery နဲ့ inverter နှစ်ခုတည်းပဲအသုံးပြုထားရပေါ့နော်inverter မှာဆိုရင်ကျွန်တော်တို့ဒီ club လေး၄ခုပါဝင်တယ်ပေါ့နော်set ရဲ့ up ရဲ့ down ရဲ့ END ရဲ့ဆိုရဲ club လေး၄ခုပါဝင်မှာဖြစ်ပါတယ်နောက်ဒီ set ဆိုရဲ club လေးကတော့ကျွန်တော်ဒီ setting ချိန်ဖို့အတွက်ပေါ့နော်setting နဲ့ကိုဝင်တဲ့ club လေးပဲဖြစ်ပါတယ်setting နဲ့ကိုကျွန်တော်ဝင်တာနဲ့ဝင်ချင်းဒီ00ဆိုပြီးပေါ်နေမှာဖြစ်ပါတယ်ဒါတော့ ESC ကတော့တော့ SK ပေါ့နော်အကယ်ကျွန်တော်ထွက်မယ်ဆိုရင်ဒီကောင်လေးကို enter နှိပ်လိုက်ပေါ့နော်ပြီးရင်တော့ enter တစ်ချက်ထပ်နေရင်တော့အပြင်ပြန်အောင်ဝင်ဖြစ်ပါတယ်ပထမဆုံးတော့ဒီ setting ချိန်မယ်ဆိုရင် set ကိုတစ်ချက်ပြန်ဝင်မယ်ပြီးရင် app နဲ့ကတော့ကျွန်တော်ဒီ setting နံပါတ်ရွေးတဲ့ဟာပေါ့နော်အခုကျွန်တော် setting နံပါတ်ပြောင်းသွားတယ် down နဲ့ကတော့ app ကတော့သူ setting နံပါတ်တိုးသွားတာပေါ့နော် down ကတော့ကျွန်တော်ဒီပြန်လျှော့တာပေါ့နော်ဒီ setting နံပါတ်1မှာဆိုတော့ဒီ UTI ပဲထားပေးလို့ရတယ်ပေါ့နော်UTI ကတော့ကျွန်တော်ဒီ EPC ဦးစားပေးပေါ့နော်သူရဲ့အဓိကတော့ဒီ output priority ပေါ့အတုံးကိုဘယ်ကနေဦးစားပေးယူသုံးမလဲဆိုတဲ့ဟာပေါ့သူမှာဆိုရင်တော့ဒီ 1.5 မှာဆိုရင် UTI ရှိမယ် SPU ရှိမယ် SOL ရှိမယ်ပေါ့နော်မူ3မျိုးပါဝင်မှာဖြစ်ပါတယ်ဒီကောင်ဆိုရင်တော့ဒီပုံမှန်အဖြစ်ဆိုတော့ EPC ဘက်ကနေသုံးမယ်ဆိုရင် UTI ထားပြီးတော့သုံးလို့ရပါတယ်ပြီးနောက်တစ်ခုကတော့အကယ်ဒီကောင်ကိုတော့ဆက်လုပ်မယ်ဆိုရင်ဒီ END လေးနှိပ်လိုက်ပေါ့နော်ဒါ number 1ပေါ့ဒါ number 2ကတော့တော့ဒီ frequency ပေါ့နော်အဲကောင်တော့ 50Hz default ထားပြီးလို့ရပါတယ်ပြီး number 3ပေါ့number 3ကတော့ဒီ UPS mode ကတော့သူ့ရဲ့ voltage range ကကျွန်တော်ဒီ180ကနေပြီးတော့ဒီ280အထိပေါ့နော်အဲ့မှာဆိုရင်ဒီ 1.5 မှာဆိုရင်သူက move 2မျိုးပါတယ်ပေါ့နော်ပြီးရင်တော့ဒီ APM move ပေါ့APM move ပါမယ် APM မှာတော့ကျွန်တော်ဒီသူ့ရဲ့ voltage range က90ကနေ280အထိရရှိမှာဖြစ်ပါတယ်ဒါတော့လူကြီးမင်းတို့ရဲ့အိမ်မီမီအားအဝင်အခြေအနေပေါ်မူတည်ပြီးတော့ကျွန်တော်ဒီ setting number 3မှာတော့တင်တော်လို့ထားလို့ရပါတော့ပုံမှန်အဖြစ်တော့ကျွန်တော်ဒီ UPS ထားပေးရတော့ပိုအဆင်ပြေရပေါ့နော်ပြီးရင်တော့ဒီကောင်ဆက်လုပ်မယ်ဆိုရင် enter နိုင်မယ်ပြီးရင်နောက်တစ်ခုကတော့နောက်တစ်ခု number 4ပြောင်းမယ်ပေါ့နော်ပုံမှန်အဖြစ်ကျွန်တော်ဒီ setting number 1မှာ UTI ထားမယ်ဆိုရင်ဒီ setting number 4ရဲ့ file တွေတော့ချိန်ကြမလို့ပေါ့နော်ဒါတွေက volt နဲ့ချိန်တဲ့ဟာပေါ့ကျွန်တော်တို့အခုဒီ SRNI inverter နဲ့ SRNI battery ကိုကျွန်တော်တို့အခုဒီ BMS မချိတ်ဘဲနဲ့သုံးထားရပါတော့နော် BMS မချိတ်ဘဲနဲ့သုံးတာဖြစ်တဲ့အတွက်အခုဒီအကယ်၍လူကြီးမင်းတို့အနေနဲ့ setting ချိန်မယ်ဆိုရင်ဒီ volt တွေကချိန်ပေးရတော့မယ်ပေါ့နော်အခုကျွန်တော်ဒီ4နဲ့5တော့ဒီ setting number 1မှာ UTI ထားတာဖြစ်တဲ့အတွက်ဒီကောင်တွေတော့မချိန်တော့ဘူးပေါ့နော်ပြီးနံပါတ်6ပေါ့ဒါကတော့ကျွန်တော် charging ကိုဘယ်လိုသွင်းမလဲဆိုတဲ့ဟာပေါ့နော် charging မှုပေါ့ဒီ SRNI ဆိုတော့ hybrid charging ပေါ့နော်โอเคလူကြီးမင်းတို့အနေနဲ့ solar လည်းရတယ် EPC လည်းရတယ်ဆိုရင်သူက solar ရော EPC ရောနှစ်ခုပေါင်းအားသွင်းမဲ့မှုပေါ့နော်ဘယ်လိုမှုနဲ့အားသွင်းလဲပေါ့ဒါ SRNI ရော hybrid charging ပေါ့နော်ဒါပေမဲ့လူကြီးမင်းတို့စီမှာကျွန်တော်တို့ဒီ solar မပါဘူး EPC နဲ့ပဲအားသွင်းမဲ့ဆိုလဲဒီ SRNI မှုကိုထားပြီးအသုံးပြုလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ solar မရှိရင် EPC နဲ့ပဲသွင်းမှာဖြစ်တဲ့အတွက်ဒီ setting နံပါတ်6မှာတော့ကျွန်တော်ဒီ SRNI အနေနဲ့ထားပြီးတော့အသုံးပြုလို့ရတယ်ပြီးနံပါတ်9ပေါ့နော်နံပါတ်9ကတော့သူ့ရဲ့ maximum charging ampere default 60 ampere အထိရတယ်ပေါ့နော်ဒီ 1.5 တွေမှာသူကကြောင့်ဘယ်လိုမျိုးလဲဆိုတော့ setting နံပါတ်9ကကြတော့သူက hybrid charging ပေါ့နော်ဒီ setting နံပါတ်6မှာနှစ်ခုပေါင်းအားသွင်းမဲ့ဟာကိုသတ်မှတ်ထားလို့ရှိရင်ဒီနံပါတ်9မှာလည်းသူကနှစ်ခုပေါင်းအားသွင်းမဲ့ ampere ကိုသတ်မှတ်ပေးလို့ရမှာဖြစ်ပါတယ်အခုကကျွန်တော်တို့ဒီ hybrid charging ကို60ထားတာဖြစ်တဲ့အတွက်အကယ်၍ solar ရော EPC ရောရနေလို့ရှိရင်သူက60 ampere နဲ့နှစ်ခုပေါင်းအားသွင်းပေးမှာဖြစ်ပါတယ်ဒီကောင်ကတော့ကျွန်တော်ဒီ BMS မချိတ်ဘဲနဲ့ user define နဲ့ထားသုံးမယ်ဆိုတော့ဒီ setting number 9လေးကချိန်ပြီးလို့ရတယ်ပေါ့နော်အကယ်၍ BMS ချိတ်ပြီးသုံးမယ်ဆိုတော့
ဒီ setting နံပါတ်9ကိုချိန်ကြမလို့ပေါ့နော်ပုံမှန်အဖြစ်ဆိုတော့ဒီ setting နံပါတ်9ကို maximum charging 60နဲ့ထားပြီးတော့ default setting ထားပြီးရလို့ရပါတယ်ပြောင်းဖို့မလိုဘူးပေါ့နော်ပြီးနံပါတ်10ပေါ့နံပါတ်10ကတော့နည်းနည်းလေးအရေးပါတယ်ပေါ့နော်သူကတော့ဘယ်လိုလဲဆိုတော့အသုံးပြုမဲ့ battery type ကိုရွေးတာပေါ့နော်ဒီကောင်က BMS setting နဲ့လည်းဆိုင်တယ်လို့BMS မချိတ်ဘဲနဲ့သုံးမယ်ဆိုရင်လည်းသူ့ရဲ့တက်ရောက်မှုကတော့ရှိတယ်ပေါ့နော်ဘယ်လိုလဲဆိုတော့လူကြီးမင်းတို့ရဲ့ battery ကကျွန်တော်တို့ဒီ Lipo 4 battery မဟုတ်ဘဲနဲ့ဥပမာပြင် gel သို့မဟုတ် lead acid battery တွေtubular တွေသုံးမယ်ဆိုရင်လည်းကျွန်တော်ဒီမှာရွေးပေးလို့ရတယ်ပေါ့နော် battery type မှာgel ကိုသုံးပြီးရဆိုရင်ဒီမှာ gel ထားပြီးတော့အကယ်၍ဘယ်လိုပြောမလဲဟို define လုပ်ဖို့တတ်မှတ်ဖို့ခက်ခဲရဆိုရင်ဒီနေရာမှာ user အနေနဲ့ထားပြီးတော့သုံးတဲ့အဆင်ပြေရပေါ့နော်user မှုလည်းပါဝင်မှာဖြစ်တယ်ဒါ USB ရတော့ user မှုပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီ Lipo 4တွေနဲ့တွဲပြီးအသုံးပြုမယ်ဆိုတော့သူ့မှာကျွန်တော်တို့ဒီ L04 ဆိုတဲ့ဟာလေးကိုထားပြီးအသုံးပြုပေးရမှာပဲအဓိကတော့ကျွန်တော်ဒီ Lipo 4တွေကပုံမှန်ဖြစ်ဆိုရင် 12.8 volt battery ကများတယ်ပေါ့နော်အဲ့တော့ 12.8 volt battery အတွက်ကကျွန်တော်ဒီ L04 ဆိုတဲ့ setting လေးမှာထားပြီးတော့အသုံးပြုပေးရပါမယ်ဒါအခုကျွန်တော်ဒီအစအနီး Lipo 4နဲ့တွဲအသုံးပြုတာဖြစ်တဲ့အတွက်ဒီနေရာမှာ L04 ထားပေးရတယ်ပေါ့နော်ပြီးရင်တော့နံပါတ်9ပေါ့နံပါတ်9ကတော့ကျွန်တော်တို့ဒါကတော့ဘတ်ချပေါ့နော်တမီးအဖြစ်တော့ဘုချပေါ့ဘုချကိုတော့ကျွန်တော်ပုံမှန်အဖြစ်ဆိုရင်တော့ဒီ12 volt battery တက်ကတော့14 volt အားမဟုတ်လဲတော့ဒီ14.4ပေါ့နော်ဒါကတော့လူကြီးမင်းတို့ရဲ့ battery ပေါ်မူတည်ပြီးတော့သတ်မှတ်ပေးလို့ရပါတော့ပုံမှန်အဖြစ်ထားတင်တာတော့ကျွန်တော်ဒီ14ကနေ14.4အတွင်းပဲထားတာတော့ပို့ပြီးအဆင်ပြေရပေါ့နော်ကျွန်တော်တို့အခုဒီအစအနီး battery တက်ကတော့ကျွန်တော်ဒီ14.2လောက်ထားပြီးတာပေါ့နော်ပြီးရင်တော့နံပါတ်10ကတော့တော့ချိန်ဖို့မလိုပါဘူးပြီးနံပါတ်17ပေါ့နော်နံပါတ်17ကတော့ float ချပေါ့float ချခြင်းမှာဆိုရင်သူကဘတ်ချထက်နည်းငယ် short ပေးထားလိုက်ပေါ့နော်နောက်ခုနက17နံပါတ်9ဘတ်ချကို14.2ထားဖြစ်တဲ့အတွက်ဒီကောင်ကိုကျွန်တော်တို့13.14သို့မဟုတ်13.8လောက်ထားပေးလိုက်ပေါ့နော်အဲ့လောက်လေးနည်းငယ် different ခွာထားပြီးလို့ရပါတယ်ပြီးရင်တော့ဒီ17နံပါတ်12ပေါ့12ကတော့ cut out board တွေပေါ့နော်cut out board တွေဆိုတာကကျွန်တော်တို့ဒီ inverter ကနေပြီးတော့ဒီ battery ကိုvolt အကုန်ထိမသုံးမိပဲနဲ့သူတတ်မှတ်ထားတဲ့ volt တစ်ခုရမှာဖျက်ချဖို့တတ်မှတ်ပေးရတဲ့ setting တစ်ခုပဲဖြစ်ပါတယ်နံပါတ်12ကပေါ့နော်အဲ့7နှစ်မှာဆိုရင်ကျွန်တော်ပုံမှန်အဖြစ် Lipo 4တွေကိုချိန်မယ်ဆိုတော့ကျွန်တော်ဒီ12 volt သို့မဟုတ်17.6လောက်ထားပေးရပေါ့နော်battery ရဲ့ life cycle နဲ့ battery ရဲ့ရေရှည်တန်းအောင်မူတည်ပြီးတော့ညမှာ12 volt လောက်ထားတာကိုပို့ပြီးတော့တင့်တော်တယ်ပေါ့နော်17.6ထားလိုက်အဆင်ပြေပါတယ်အဲ့တော့အခုဒီအစနီ battery 12 volt ထားပေးလိုက်တယ်ပေါ့နော်ဆိုရင်နံပါတ်7ပေါ့ပြီးတော့နံပါတ်14ပေါ့14ကတော့နော်ဒီ7နံပါတ်7 cut out volt တွေမရောက်ခင်သူကအလန်းပေးမဲ့ volt တွေပေါ့နော်အလန်းပေးမဲ့ volt တွေကတော့သူမဖျက်ချခင်ဒီအရင်ဆုံးအလန်းကြိုပေးမယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော်ဒီ cut out volt တွေထက်နည်းငယ်ခွာထားလိုက်မယ်ပေါ့နော်နော်ဒီ cut out volt တွေမှာက12 volt ထားတာဖြစ်တဲ့အတွက်ဒီအလန်း volt တွေကိုတော့ကျွန်တော် 12.4 လောက်ထားပေးရတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီကြော်လာအောင်နော်ဒီ7နံပါတ်22ပေါ့22မှာတော့ကျွန်တော်ဒီeco move ပေါ့နော် power saving move power saving move ကကြတော့ကျွန်တော်တို့ဒီ battery အတုံးက150အောက်ရောက်လို့ရှိရင်သူက auto cut out လုပ်သွားမယ်ဟာပေါ့နော်အဲ့ကောင်တော့ကျွန်တော်တို့ဒီ disable ပဲထားပြီးပေါ့နော် power saving move ကိုပုံမှန်အဖြစ်မအောင်မေးပဲနဲ့တုံးတာတော့ပိုအဆင်ပြေပါတယ်မဟုတ်ရင်သူကဟိုအတုံးနဲ့အချိန်မှာဆိုရင်သူကပြပြကြတာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီကောင်7နံပါတ်22ကိုတော့ disable ပဲထားပေးရပါမယ်ဒီကတော့ကျွန်တော်ဒီပြီးအလန်းပေါ့နော်အလန်းကို enable လုပ်မှာလား disable လုပ်မှာလားပေါ့နော်25ကတော့ပုံမှန်အဖြစ်ဆိုတော့ကျွန်တော်တို့ဒီ for တခု error ဖြစ်တာပဲဖြစ်ဖြစ်inverter နေပြီးတော့ကျွန်တော်ဒီအလန်းပေးဖို့အတွက်ဒီညမှာတော့ကျွန်တော်ဒီ enable ထားပြီးတာပါမယ်26ကတော့မူချိန်အလန်းပေါ့နော်ပုံမှန်အဖြစ်သူက EPC မီအဝင်တော့၎င်းတော့ဒီပြတ်တာတော့၎င်းပေါ့နော်ပြတ်တာတော့၎င်းသူကဟိုအလန်းပေးတယ်ပေါ့နော်ဆိုလာတက်ရင်လည်းအဲ့လိုပဲပေါ့နော်ဆိုလာဝင်လာလို့ရှိရင်အတန်ပေးမယ်နောက်တစ်ခါဆိုလာမရှိတော့ရင်လည်းသူကအတန်ပေးမယ်ပေါ့နော်ဒါမူချိန်အလန်းလေးပေါ့အဲ့ကောင်လည်းတော့ဒီ enable ထားပြီးတာပေါ့နော်ပြီးရင် setting နံပါတ်28setting နံပါတ်28ကတော့သူကနည်းနည်းလေးအရေးပါတယ်ပေါ့နော်သူကဘယ်လိုလဲဆိုတော့ AC နဲ့ ultimate ampere ပေါ့AC နဲ့ကိုကျွန်တော်ခုနsetting နံပါတ်9မှာပေါ့နော်60 ampere ထားရတယ်ပေါ့setting နံပါတ်9ကကျတော့သူက hybrid charge ရင် solar နဲ့ EVC နဲ့နှစ်ခုပေါင်းသွင်းမဲ့ ampere အခုတော့ဒီ28ကကျတော့ AC ပဲတီးသန့်သွင်းမဲ့ ampere အဲ့တော့ကျွန်တော်တို့ဒီအခု setting နံပါတ်28ကို40 ampere ထားလိုက်လို့ရှိရင်ကျွန်တော်တို့ဒီခုန setting နံပါတ်9မှာကျတော့နှစ်ခုပေါင်းအသွင်းမဲ့ ampere က60ထားတာဖြစ်တဲ့အတွက်သူက EVC ကနေ40သွင်းမယ် solar ကနေ20သွင်းမယ်အဲ့လိုပုံစံဖြစ်သွားတာပေါ့နော်အဲ့အတွက်ကျွန်တော်တို့ကခုန hybrid SNU မှာထားရတဲ့ဖြစ်တဲ့အတွက်သူက hybrid charging ကကျတော့တော့ဒီဘလောက်သွင်းမှာဆိုပြီးတတ်မှတ်လို့ solar အတွက်ကဘလောက်ဆိုပြီးတတ်မှတ်လို့မရဘူးနော်ဒီ EVC အတွက်ကတော့တီးတန့်တတ်မှတ်ပေးလို့ရပါဘောနော်အဲ့ပေါ်မူတည်ပြီးတော့ကျွန်တော်ဒီ setting နံပါတ်9မှာထားရတဲ့ ampere ကလည်းပြောင်းလဲသွားမှာဖြစ်ပါတယ်အကယ်၍တော့ဒီ setting နံပါတ်28မှာ30ထားလိုက်လို့ရှိရင်ကျွန်တော်ခုနနံပါတ်9မှာ60ထားတာဖြစ်တဲ့အတွက်သူက AC နဲ့က30သွင်းမယ် solar နဲ့က30သွင်းမယ်အဲ့လိုဖြစ်သွားမှာပေါ့နော်အဲ့အတွက်အခုကတော့ပုံမှန်အဖြစ်ဆိုတော့ဒီ setting နံပါတ်28မှာ
40တော့မဟုတ်30လောက်ထားပေးတယ်ပေါ့နော် EPC နဲ့ ultimate MBR ပေါ့မင်း31ကတော့ ID တတ်မှတ်ထားပါပေါ့နော်ဒီ setting နံပါတ်32ကတော့သူက BMS setting ပေါ့နော်အခု SLA ဆိုတော့ user define ပေါ့ဒီနေရာမှာကျွန်တော် okay BMS ချိန်မယ်ဆိုရင်ဒီ setting လေးကိုကျွန်တော်ပြောင်းပြရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ချိတ်ဆက်လို့တဲ့ network ပေါ်မူတည်ပြီးတော့ CAN တော့မဟုတ်45ရေးပြရမှာဖြစ်ပါတယ်ဒါတော့အခုကကျွန်တော်ဒီ user define နဲ့ထားတော့မှာဖြစ်တဲ့အတွက် phone နဲ့ချိန်ပြီးတော့မှာပေါ့နော် user define နဲ့ထားပြီးတော့မှာဖြစ်တဲ့အတွက်ဒီကောင်တော့ SLA ထားမယ်ပြီးရင်33မှာတော့ဒီက BMS ချိန်မှာပဲဒါလုံးမှာပေါ့နော်ဒါ BMS ချိန်မှာဒါသူကအကေအရှိမှာ32မှာ BMS setting ရွေးရရင်ဒီမှာ BMS protocol တွေလာရွေးပြရမယ်ပေါ့နော်အခုကတော့ကျွန်တော်ဒီ user define နဲ့ထားတော့တာဖြစ်တဲ့အတွက်ဒီ setting ကမလိုပါဘူးပြီးရင်35ပေါ့ဒီကောင်တော့ output recovery လုပ်မဲ့ဟာပေါ့နော်အကယ်၍လူချင်းမင်းတို့နေဒီ inverter ကိုအားကုန်ပြီးသုံးပြီးွားရင်ဘယ်လောက် volt ရောက်မှ output ပြန်ပြီးတော့အသုံးပြုနိုင်မယ်ဆိုတဲ့ volt တွေလေးပေါ့နော်ဒီကောင်တော့ကျွန်တော်ဒီ net short ပေးလိုက်မယ်ပေါ့နော်စနစ်တသမ6လောက်ထားပေးလိုက်မယ်ပေါ့နော်ဒါမှမဟုတ်8ပေါ့အဲ့စနစ်တသမ8ထားရတဲ့ volt ရောက်မှဒါအကယ်၍ output ပြန်ထုတ်ပေးတော့မယ်ပေါ့နော်အားကုန်ပြီးသုံးပြီးတဲ့အချိန်မှာပေါ့ပြီးရင်စနစ်နံပါတ်30ခုပေါ့36ကတော့ဒါဒီကောင် default အတိုင်းထားပေးရလို့ရတယ်ပေါ့နော်60ဒါတော့ solar နဲ့ ultimate ampere ပေါ့အဲ့ကောင်ကို60 ampere ပဲထားပေးပေါ့နော် maximum ပေါ့နံပါတ်9နဲ့တူတူပဲရှင်းပြီးထားပေးရလို့ရပါတယ်ဒီစနစ်နံပါတ်30ဒီကောင်ကတော့ recharging volt တွေပေါ့နော်ဒီစနစ်နံပါတ်30မှာတတ်မှတ်ထားတဲ့ volt အောက်ရောက်မှာပဲသူက charging ပြန်လုပ်မှာပေါ့နော်အကယ်၍ဒီညမှာကျွန်တော်တို့ဒီစနစ်နံပါတ်30မှာ33.4ထားလို့ရှိရင်သူကအဲ့33.4ဘက်ထရီအားက73.4 volt အောက်ရောက်မှာပဲသူက charging ပြန်လုပ်ပေးမယ်ပေါ့နော်အဲ့ရဲ့အထက်မှာရှိနေတဲ့73.8 73.9အဲ့လိုမျိုးဆိုရင်သူက charging ပြန်မသွင်းပေးတော့ဘူးပေါ့နော်ဒီတတ်မှတ်ထားတဲ့ volt ရဲ့အောက်ရောက်မှာပဲသူက charging ပြန်လုပ်ပေးမယ်ပေါ့နော်ဒါကစနစ်နံပါတ်30ခုပေါ့ဒီကောင်တော့ကျွန်တော်ဒီ73.4လောက်ထားပြီပေါ့ဒါတော့ကျွန်တော်ဒီ AC output တော့ပေါ့နော် inverter AC output တော့ကတော့ကျွန်တော်ဒီည30အနေနဲ့ default ထားပေးလို့ရပါတယ်ဒါဆိုတော့သူ့ရဲ့ setting လေးကပြီးပြီပေါ့နော်ဒီတော့ဒီ battery user define နဲ့ချိန်မဲ့ setting လေးပဲဖြစ်ပါတယ်အခုကတော့ကျွန်တော်ဒီ SRNI 1.5 kW inverter နဲ့ကျွန်တော်ဒီ SRNI 12.8 volt 200H battery ကို BMS ချိန်ပြီးသုံးမယ်ဆိုရင် setting ဘယ်လိုချိန်ရမလဲဆိုတာဟာလေးကိုပြောပြပေးတော့မှာဖြစ်ပါတယ်နော်ဒီ SRNI 12.8 volt 200H battery မှာဆိုရင်သူက BMS communication port ပါဝင်ပြီးတော့ communication ချိတ်ဆက်အသုံးပြုလို့ရတာဖြစ်တဲ့အတွက်inverter နဲ့ဒီ battery ကြားမှာဆိုရင်BMS ချိတ်ပြီးသုံးလို့ရတယ်ဆိုရင်တော့ဒီsetting တွေဆိုလဲတော့ဒီအများကြီးချိန်စရာမလိုတော့ဘူးပေါ့နော်volt တွေပါလိုက်ချိန်စရာမလိုတော့ဘဲနဲ့ကျွန်တော်တို့ဒီလွယ်ကူလင်းမြန်စွာနဲ့အသုံးပြုလို့ရမှာဖြစ်ပါတယ်နော်ဒီ BMS ချိတ်ဆက်ဖို့အတွက်ဆိုရင်တော့ဒီ battery မှာဆိုရင်တော့ဒီ RS45 မြင်းဆောင် CAN ဆိုတဲ့ inverter ပေါ်မှာထိုးမယ်ဒါတစ်ဖက်ပေါ့နော်နောက်တစ်ဖက်ကိုတော့ကျွန်တော်တို့ဒီ inverter ရဲ့ RS45 Wi-Fi ဆိုတဲ့ပေါ်မှာထိုးမယ်ပေါ့နော်နောက် BMS ကြိုး connection လုပ်ပြီးသွားပြီဆိုရင်တော့ဒီ inverter setting မှာဘယ်လိုထားရမလဲဆိုတဲ့ဟာလေးကိုကျွန်တော်ပြပြပေးမယ်ပေါ့နော်setting မှာဆိုရင်အခု BMS ချိတ်ပြီးအသုံးပြုမယ်ဆိုရင်တော့ဒီကျန်တဲ့ဟာတွေတော့ဒီအစောပြောရတဲ့အတိုင်းပေါ့နော်ဒီ volt တွေကတော့ချိန်ကြမလို့တော့ပါဘူး volt နဲ့ပတ်သက်တဲ့ setting တွေချိန်ကြမလို့တော့ဘူးကျွန်တော်ဒီ setting နံပါတ်8မှာတော့ဒီ LiPo 4ဖြစ်တဲ့အတွက်04ကိုထားပြရမယ်ပေါ့နော် 12.8 volt battery ဖြစ်တဲ့အတွက်ပေါ့ပြီးရင်တော့ဒီကြော်လိုက်ပေါ့နော် setting နံပါတ်32ကိုတွားလိုက်ပေါ့နော်ဒါတော့ BMS setting ပေါ့အဲ့ဒီနေရာမှာကျွန်တော်အခု RS45 နဲ့ချိတ်ဆက်ထားဖြစ်တဲ့အတွက်ဒီ45ယူပေးမယ်ပေါ့နော်ပြီးရင်တော့အနာနိုင်မယ်ပြီးနောက်တစ်ခုကတော့ဒီ protocol ပေါ့နော်ဒီ SRNI battery ကကျတော့သူ့ protocol အနေနဲ့ WOW သုံးတာဖြစ်တဲ့အတွက်ဒီမှာ WOW လေးပေးမယ်ပေါ့နော်ပုံစံလေးမှာတော့ဒီ VOV ပုံစံလေးဖြစ်နေတယ်ပေါ့နော်ဒါတော့ WOW ပေါ့အဲ့ကောင်လေးကိုတော့ဒီဆက်ပေးလိုက်မယ်ဆိုရင်ဆက်ပေးလိုက်မယ်ပေါ့နော်ပြီးရင်တော့ပြန်ထားလိုက်မယ်ပေါ့ဒါဆိုဒီ BMS ချိတ်မချိတ်ကိုကြည့်လို့ရမယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီ download လေးတစ်ချက်နေလိုက်ပေါ့နော်ဒီ main page ကနေ download တစ်ချက်နေ percentage နဲ့ပေါ်နေတယ်ပေါ့နော်user define နဲ့ထားရင်တော့ဒီ battery percent ဘယ်လောက်ရှိလဲဆိုတာကိုတော့ဒီမှာကြည့်လို့ရမှာမဟုတ်ဘဲနဲ့ဒီမှာချိတ်ဆက်ထားရတယ်ဆိုရင်တော့ဒီမှာဘယ်လောက်ရာခိုင်နှုန်းရှိလဲ battery ရာခိုင်နှုန်းဘယ်လောက်ရှိလဲဆိုတဲ့ဟာကိုဒီမှာကြည့်တော့ဒီ inverter circuit မှာကြည့်လို့ရမှာဖြစ်ပါတယ်အခုဆိုတော့ဒီ battery က50ရာခိုင်နှုန်းရှိတယ်ပေါ့နော်ပြီးရင်နောက်တစ်ခု setting ကတော့ဒီ cut out လုပ်မဲ့ setting လေးပဲပေါ့နော်ဒီ28ကိုတော့ချိန်ပေးရမယ်ပေါ့နော် AC နဲ့ ultimate ampere လေးကိုတော့ချိန်ပေးရမယ်နောက်တစ်ခုကကျွန်တော်ဒီ setting နံပါတ်58မှာရှိရပေါ့နော်ဒါတော့အလန်းအဆုပ်စီပေါ့ဘယ်လောက်ရာခိုင်နှုန်းရောက်လို့ရှိရင် battery ကနေပြီးတော့အလန်းပေးမလဲဆိုတဲ့ဟာပေါ့နော်ကျွန်တော်ဒီပုံမှန်အပြင် SRNI battery တွေကျွန်တော်တို့က DOD 20ရာခိုင်နှုန်းချိန်ပြီးသုံးခိုင်းတာဖြစ်တဲ့အတွက်ဒီအလန်းကိုတော့25ရာခိုင်နှုန်းထားပေးလိုက်မယ်ပေါ့နော်25ရာခိုင်နှုန်းမှာအလန်းပေးမယ်ပြီးနံပါတ်59ပေါ့နော်ဒါတော့ cut out လုပ်မဲ့အဆုပ်စီပေါ့အဲ့ကောင်တော့ကျွန်တော်တို့20%ပေါ့နော် DOD 20% ချိန်ပြီးသုံးမှာဖြစ်တဲ့အတွက်20%ထားမယ်ဒါနော်ဒါတော့ဒီအားကိုဘယ်လောက်ရာခိုင်နှုန်းပြည့်သွင်းမှာလဲပေါ့နော်ဒါတော့100ရာခိုင်နှုန်းထားရတယ်ပေါ့နော်ဒါတော့ပြန်သွင်းမဲ့ပို့လေးပေါ့နော်ဒါဆိုတော့ရပါပြီကျွန်တော်ချိန်ကြမလို့တော့ပေါ့နော်ဒီမဲ့ချိန်တော့ကျွန်တော်ဒီဖုန်းနဲ့ပတ်သက်တဲ့ setting ကိုချိန်ကြမလို့ပဲねဒီ SOC နဲ့ပတ်သက်တဲ့ setting လေးနဲ့ampere လေးချိန်ပြီးတော့အဆင်ပြေပါဖြစ်ပါတယ်
ကျွန်တော်အခုပြောပြပေးသွားတာကတော့ကျွန်တော်ဒီ SRN ရဲ့ 12 volt system နဲ့ 1.5 kW inverter နဲ့ 12.8 volt battery ကိုကျွန်တော်ဒီ BMS chain တော့၎င်း user device နဲ့ထားသုံးရင်တော့၎င်း setting ဘယ်လိုချိန်ရမလဲဆိုတာဟာလေးကိုကျွန်တော်ဒီအကြံဉာဏ်ပြပြပေးသွားတာပဲဖြစ်ပါတယ်လူကြီးမင်းတို့အနေနဲ့ထပ်မံသိရှိလို့ရဆိုရင်တော့ကျွန်တော်ဒီ SRN ရဲ့ after sales service phone number တွေကိုဆက်သွယ်ပြီးတော့မြင်မြင်နိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် SRNE Myanmar Home and Business Energy Solution